Hello အားလုံးပဲမင်္ဂလာပါကိုမိုင်းကျွန်တော်ဒီ review channel ကနေကိုမလုံးကိုပြန်လည်ကြိုက်ပါတယ်ကျွန်တော်ကိုမိုင်းကျွန်တော်အခုlike ကတော့26ရက်နေ့ကနေကျွန်တော်30 26ရက်နေ့9လပိုင်းကနေကျွန်တော်30နေ့9လပိုင်းဒီကျွန်တော်တစ်ပတ်စာ table query ကိုလာပြီးတော့တင်ပြဖြစ်ပါတယ်ကိုမိုင်းနော်အားလုံးပဲကျွန်တော်ဒီမှာ table query မှာသွားခဲ့ကျွန်တော်ဒီအခု like လေးကိုကျွန်တော် view လေးကိုတခြားလေးစာဆုံးကြည့်ဖို့ပြောချင်ပါတယ်ကိုမိုင်းနော်ကျွန်တော်ကိုမလုံးပဲကျွန်တော်ဒီမှာတစ်ပတ်စာလေးမသွားခင်ဒီနေ့တောက်ရနေညနေမှာတော့ကိုမလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်နော်သုံးပတ်ဒီစီမီမလို့ထင်ပါတယ်ကျွဲကူမိုင်းနော်အဲ့တော့ကိုမိုင်းလည်းမကျွန်တော်ညတော့ကကျွန်တော်ညတော့ကလည်း live မလို့ဖြစ်ဘူးပြီးကျွန်တော်ဒီနေ့ကလည်းကျွန်တော်လာပြီးတော့ကိုမိုင်းကိုနေကင်းတာဗီဒီယိုတင်ပေးတဲ့ကိုမိုင်းတော့ကျွန်တော်ဒီမှာမိုက်ကြီးပိတ်ပြီးတော့နေကင်းတာစကားကြီးပြောမိနေလို့နော်ကိုမိုင်းအားကြောင့်ကျွန်တော်ဗီဒီယိုတင်ဖို့လို့အချိန်ကနေကင်းတာမရတော့တာနော်အားလုံးပဲဒီနေ့ကတော့Telegram ကိုမိုင်းကို Viber ကိုမိုင်းအားလုံးပဲကျွန်တော်ညနေမှာတခြားလေးတတိပြဖြစ်တယ်အားလုံးပဲရကြမယ်လို့ထင်ပါတယ်နော်အဲ့တော့အခု like ကတော့ကျွန်တော်ဒီတပတ်စာ type လေးခွေလာပြီးတော့တင်းတဲ့အနေကျွန်တော်ဒီမှာ26ရက်နေ့ကနေ28ရက်နေ့26ရက်နေ့9လပိုင်းကနေ28ရက်နေ့9လပိုင်းဒီကျွန်တော်ဗုဒ္ဓမြတ်စာတို့ပတ်တိလုံးနဲ့မညောသုံးကလာပြီးတော့အဖွဲ့ဝင်ခေါ်ပဲဖြစ်ပါတယ်ပုံမှန်နော်အဲကျွန်တော်အခုရှေ့ဘက်မှာကျွန်တော်ဗုဒ္ဓမြတ်စာတို့ပတ်တိတုံးနဲ့မညောသုံးခွဲပြီးကျွန်တော်ဗုဒ္ဓမြတ်အခွေရဲ့ပြီးကျွန်တော်ဗုဒ္ဓမြတ်ထိတ်စီနှလုံးရဲ့ဆိုပြီးတော့ကိုမိုက်အတွက်ကျွန်တော်လက်ဆောင်နေနဲ့အကုန်လုံးပြီးခဲ့ပေါ့နော်ရှေ့ဘက်ကဖွဲ့ဝင်တဲ့ကိုမိုက်အဲကျွန်တော်ခုမှဖွဲ့ဝင်တဲ့ကိုမိုက်ကိုကျွန်တော်ထပ်ပြီးတော့ဗုဒ္ဓမြတ်ခွေရဲ့ပြီးဗုဒ္ဓမြတ်ထိတ်စီနှလုံးရဲ့ကျွန်တော်ထပ်ပြီးတော့လက်ဆောင်ပေးမယ်ကိုမိုက်နော်အဲ့တော့ကိုလုံးမှာတောင်းဝဲကြပါလိုချင်တဲ့ကိုမိုက်ကျွန်တော်နဲ့လက်တွဲချင်တဲ့ကိုမိုက်ကကျွန်တော်ဖုန်းနံပါတ်39999399 ဖုန်းနံပါတ်လာပြီးတော့ဖုန်းတိုက်ဆက်ပြီးတော့ဖုန်းလို့ရသလိုဘိုင်ဘာရှိနေပဲမှာလာပြီးတော့ပြည်စားလေးပို့ပေးရလို့ရပါတယ်နော်ကိုမိုက်အဲကျွန်တော်အဖွဲ့ဝင်ကိုမိုက်အခုဘက်မှာလုံးမဲ့ဆင်ပေးကြမလို့ထင်ပါတယ်သုံးပတ်ဒီရွှေခွက်ကမရုပ်ခွက်တည်းကမရပြီမယ်ကိုမလုံးမဲ့ကျွန်တော်တို့ကရန်ခွက်တွေကရရနော်3နှစ်အဲ့တော့ကျွန်တော်ဒီမှာဗုဒ္ဓမြတ်3နှစ်ဆိုရခွေပြီးရင်ဗုဒ္ဓမြတ်5-6ထိပ်ကိုမလုံးမဲ့ဆင်ပေးကြမလို့ထင်ပါတယ်နော်အဲ့တော့ကဲကျွန်တော်တစ်ဖက်စာ type လေးခွေသွားလိုက်ကြအောင်နော်free ကိုမအလုံးမဲ့ခုဘက်မှာကျွန်တော်ကိုမိုက်ထိတ်ကပြတ်သွားတယ်ကိုမိုက်နော်ထိတ်ပြတ်သွားတယ်ကျွန်တော်အခွေလာတယ်ပြီးရင်ကျွန်တော် break လိုက်တဲ့ကိုမိုက်အလုံးမဲ့ထိတ်ပြတ်သွားတယ်ဆိုမှနေလိုက်ကြီးရကိုမိုက်ကျွန်တော်တတိပေးရနော်ကျွန်တော် read နေ့ကတောက်ကြနေကိုနော်တောက်ကြနေကမလို့အားလုံးပဲတတိပေးရနော် sorry မဟုတ်ပါဘူးဗုဒ္ဓနေ့ကကျွန်တော်အားလုံးပဲတတိပေးရနော်ဗုဒ္ဓနေ့ညနေလိုက်တော့ကကျွန်တော် read နေ့ break ထိတ်စီအနည်းဆုံးလုံးစပါလိမ့်မယ်ပရိသမားယူကတ်ထိုးပါဆိုပြီးအားလုံးပဲရှစ်ဘက်ကပရိသမားရေယူကတ်ရကြမလို့ရှိမှာကျွန်တော်ဒီမှာပေါ့နော်ရှေ့ဘက်ကကျွန်တော်ဒီမှာပရိသမားတွေရွေးကွက်အဆင်ပြေလို့ထင်ပါတယ်ကျွန်တော်ရွေးကွက်ကဒီမှာဘာရှိမလဲဆိုတော့ကျွန်တော်Lego နော် Lego 3 break အဆင်ပြေမယ် Okay အဲ့တော့ကျွန်တော်ဒီမှာအခုအတွက်လာမဲ့ဘက်တော့ကျွန်တော်သွားလိုက်ကြအောင်နော်ဗီဒီယိုကိုတခြားရင်းနောက်ထောင်မှာနောက်ခုကကျွန်တော်အခု like လေးကို share လို့ဆင်ပြီး share ပေးသားခဲ့မျှဝေလို့ရရင်မျှဝေပေးသားခဲ့ပါခင်ဗျာကိုမိုင်းနော်channel subscribe လုပ်တယ် channel subscribe လုပ်တာပါလူသစ်ကိုမလုံးမကျွန်တော်ဒီရိုက်က9မိနစ်10မိနစ်ပဲကြာမယ်နော်ကိုမိုင်း9မိနစ်10မိနစ်ကြာမယ်ကျွန်တော်ဂျာကြီးမလွင့်လို့ပါနော်အဲ့9မိနစ်10မိနစ်ပဲကြာမယ်ကျွန်တော် like လေးကိုလာပြီးမှကြည့်ကိုမိုင်းကောမှာ okay လေးတန်းစီပြီးတော့တယောက်ချက်ဒီမှတ်ပြီးသားခဲ့နော်ကိုမိုင်း okay လေးတန်းစီပြီးတော့တယောက်ချက်ဒီမှတ်ပြီးသားခဲ့နော် okay နော်ကျွန်တော်ခုရှေ့လာမဲ့ဘက်အတွက်အကောင်းဆုံးလုပ်ပေးထားတယ်နော်free ကိုမိုင်းတွေလဲနော်အဲ့တော့ဒီနေ့တောက်ကြနေနေ့တိုက်အတွက်ကကျွန်တော်မလွင့်ဖြစ်ဘူးကိုမိုင်းနော်ကျွန်တော်မအားလို့ပါနော်ကိုမိုင်းကျွန်တော်ညတော့ကမအားလို့မလွင့်ဖြစ်တာပါနေကင်းကကျွန်တော်တွေ့မယ်လို့သိရနော်ငါမလွင့်တော့ပါဘူးဗီဒီယိုလေးပဲတင်ပေးလိုက်မယ်ဆိုပြီးဗီဒီယိုရိုက်လိုက်တာနော်ဗီဒီယိုကအတန်ပါမတော့ကျွန်တော်ဒီမှာမိုက်ကြီးကိုဖိတ်ပြီးစကားပြောနေမိတာနော်ကိုမိုင်းအားလုံးပဲ sorry ပါအဲ့တော့နော်ကိုမိုင်းညနေကလာပြီးတော့ဗီဒီယိုအတန်ပါလို့ရှင်ကိုမအားလုံးပဲ3ပတ်တီးရကြအောင်ပါနော်Okay ကျွန်တော်ညနေsorry ညနေတဲ့လွဲကုန်ပြီနော်တားလိုက်ကြအောင်တစ်ဖက်စားထိပ်ပိတ်ခွေလီနော်အဲ့တော့အားလုံးပဲကောမှာခွေတီတန်း CB တယောက်ချက်ဒီမှန်ခဲ့ပါကျွန်တော်ကိုမိုင်းနော်ခွေတီတန်း CB တယောက်ချက်ဒီမှန်မယ်နောက်ကကျွန်တော်ရဲ့ဗီဒီယိုတွေကိုကျွန်တော်အားပေးရကျွန်တော်အားပေးရဆိုရင်လက်မလေးကြောက်စိတ်နေပြီးသားခဲ့ပါနောက်တစ်ခုက share လို့ရရင်တော့ share ပေးသားခဲ့မျှလို့စီမီကိုမိုင်းမျှပေးသားခဲ့နော် channel ကို subscribe မလုပ်သေး channel ကို subscribe လုပ်တာပါအဲ့တော့ channel ကိုမှအားလုံးပဲဘေးမှာရေးစာလေးယူထားပါတော့ကျွန်တော်သွားတော့မယ်တစ်ဖက်စားထိပ်ပိတ်ခွေနော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်လေးပြင်ပြမယ်နောက်ကျော်ရှိမှာဗုဒ္ဓမြတ်ပတ်တီးတုံးနဲ့မရောသုံးကဖုန်းရင်းနဲ့ကိုမာကြီးကျွန်တော်ဖုန်းနံပါတ်39999399 ဖုန်းနံပါတ်လာပြီးတော့ဖုန်းတိုက်ဆက်ပြီးဖုန်းလို့ရလို့ဘိုင်ဘာရှိနေပဲမှာလာပြီးတော့ပြည်သားလေးပို့ထားရဖုန်းလို့ရတယ်ဒီဖုန်းလေးလာပြီးဖုန်းတိုက်ဆက်ပြီးဖုန်းမယ်ကိုမာကြီးတစ်ခါနဲ့ခေါ်မြိုင်နှစ်ခါသုံးခါဆက်လိုက်ခေါ်ရပါကိုမာကြီးနော်ဟုတ်ပြီကျော်ရှိမှာဖုန်းနေကိုမာတော်လေးများပါတယ်နော်ဖုန်းတစ်ခါနဲ့ခေါ်မြိုင်နှစ်ခါသုံးခါဆက်လိုက်ခေါ်ပြပါနော်ကိုမာအဲ့တော့ရိုးဖုန်းလိုက်ဖုန်းကွယ်ကိုမှရိုးမက်ဆေ့ကနေကန်ပို့ပေးပါကျွန်တော်ဒီနေ့တောက်ချာနေညရဲပြီးစနေတနင်္ဂနွေဒီနေ့ဆုံးကျွန်တော်ဖုန်းဖွင့်ပေးထားပါတယ်အဲ့တော့နော်စနေတနင်္ဂနွေ
ဒီနေ့ဆုံးမှလာပြီးဖုန်းလို့ရပါတယ်1000ခွဲကြပါကိုမိုင်1000ခွဲနဲ့မကထန်တာပြင်ရစီရမယ်ဟုတ်ပြီနော်ကိုမိုင်အားလုံးပဲဒီမှာတစ်ပတ်စာထိပ်ပိတ်ခွေသွားမယ်เนาะကျွန်တော်ဒီတိုက်ကအခြားကြီးမလွင်ဘူးเนาะဒီတိုင်းထဲမှာကျွန်တော်ထိပ်စီးပြောမှာကျွန်တော် U-Card ကလေးပြောပြသွားမယ်เนาะကိုမိုင်အနေနဲ့ချိန်နေတဲ့ကျွန်တော် RPA ဆိုရင်ကောမှာ credit တန်းစီပြီးတော့မှန်းခဲ့ကျွန်တော်ဒီမှာတစ်ပတ်စာ26အနေကနေ30အနေဒီကျွန်တော်ပြီးရဲ့free ပြီးရဲ့တစ်ပတ်စာထိပ်ပိတ်ခွေထိုးရကိုမိုင်အားလုံးပဲကျွန်တော်နေလိုက်တဲ့တွေကိုနေလိုက်တဲ့တွေကိုကြည့်ဖို့လိုပါမယ်ကိုမိုင်เนาะဒါမှနေလိုက်တဲ့ဒီမှာကိုမိုင်ကိုကျွန်တော်ဘာကြီးထိုးဘာကြီးထိုးဆိုပြီးတော့ခြံပေးလို့ရမှာเนาะကျွန်တော်ဗုဒ္ဓနေ့ကကိုမလုံးကိုခြံပေးခဲ့တယ်ထိတ်နဲ့ break ပဲခြံတယ်အဲ့တော့ break သမားကြီးယူကကိုပို့ပြီးတော့တင်ထုတ်ပါဆိုပြီးကြာတာပေးနေမှာအားလုံးပဲ break သမားကြီးရွေးခွက်နဲ့တူဆင်ပြေသွားတယ်เนาะဒီကက်တွေကိုကျွန်တော် Viber နဲ့ဒီ YouTube channel post မှာလည်းသွားပြီးကြည့်လို့ရသလိုတက်ဒီကနဲ့ Viber channel မှာလည်းသွားပြီးကြည့်လို့ရပါတယ်เนาะကျွန်တော်ကဲတော့မင်းတော့ကိုမလည်းရေးပြရေးထားပြီးလို့ထင်ပါတယ်အဲ့ကျွန်တော်ဒီမှာထိတ်စီးနေနေကျွန်တော်ကိုထိတ်တိတ်ပြီးထားပါတယ်အခွေနေနေကကျွန်တော်ကိုတုံညာတင်းနေခွေပါနောက်တစ်ခုကကျွန်တော် break အနေနဲ့တုံညာ break 5 break ပါနော်တုံညာ break 5 break ပါကိုမိုင်းနော် break နေတုံညာ break 5 break ပါအားလုံးမနားလေကြမလို့ထင်ပါတယ်ကျွန်တော်ဒီမှာထိတ်ကကိုထိတ်တိတ်ပါကျွန်တော်တို့ခွေကကိုတုံညာတင်းနေဆိုခွေပါကျွန်တော်တို့ break ကတော့တုံညာ break 5 break ပါခင်ဗျာနော်ကိုမိုင်းအဲ့တော့အားလုံးပဲကျေးဇူးများကြီးပါကျွန်တော်မိုင်းကျွန်တော်ရဲ့ဒီlike လေးကဒီလောက်နဲ့ပဲရက်တော့မယ်နော်ကိုမိုင်းကျွန်တော်အားပေးဆိုကိုမခွေလေးတန်းစီပြီးတော့မှန်းခဲ့ပါနော်အဲ့တော့ကျွန်တော်နောက်တစ်ချက်ကကျွန်တော်ကိုမှကျွန်တော်ဒီလေတပတ်စာကစားကိုမှအောင်မယ်နေ့တိုင်းလိုက်ကိုတော့မဖြစ်မနေကြည့်ဖို့လိုပါတယ်ကျွန်တော်နေ့တိုင်းကည9:00နာရီတိုင်းလိုက်ရှိပါတယ်နေဆိုတဲ့နာရီခွဲလိုက်ရှိပါတယ်ကိုမှနော်အဲ့အားလုံးပဲဒီမှာတက်ကြီးကကိုတိတ်တိတ်ပါကိုတိတ်တိတ်ခွေးကကိုတုံညာတင်နေပါပရိက3ညပရိ5ပရိပါကိုမှနော်အဲ့တော့ဗုဒ္ဓမြတ်သားတို့ပတ်တီလုံးနဲ့မင်းရ3ကဖွဲ့ဝင်နေဆိုဖွဲ့ဝင်နေဆိုရင်ကိုမှကျွန်တော်ဖုန်းနံပါတ်39 993 929 990ဖုန်းနံပါတ်လာပြီးတော့ဖုန်းတိုက်ဆက်ပြီးဖုန်းလို့ရသလိုViber ရှိနေပဲမှာလာပြီးတော့ပြည်စာလေးပို့ပြီးထားလို့ရပါတယ်ကိုမိုင်းနော်အဲ့တော့ဗုဒ္ဓကြောင့်ပဲတင်းနေလူမင်းရော3ဘက်ထုတ်ပြီးထားတယ်အကောရှေ့ဘက်ကမှာရှေ့ဘက်ကကိုမိုင်းလုံးပဲကျွန်တော်လက်ဆောင်ခဏဆိုပြီးတော့ဗုဒ္ဓကြောင့်ခွေရပြီးဗုဒ္ဓကြောင့်ထိတ်စီနှလုံးဝယ်ဆိုပြီးတော့ကိုမိုင်းလုံးကိုကျွန်တော်ရှေ့ဘက်ကပေးခဲ့ပေါ့နော်အဲ့တော့အားလုံးပဲဆင်ပြီးကြရဲအဖွဲ့ဝင်ကိုမိုင်းကအားလုံးပဲဆင်ပြီးပါတယ်နော်အဲ့တော့ခုလာမဲ့ဘက်မှာလည်းပိတ်ရမရှိဘူးကိုမိုင်းတဲ့အားလုံးပဲကျွန်တော်ဆင်ပြီးအောင်ထပ်ပြီးတော့လုပ်ပေးမယ်နော်နေတဲ့ကိုမိုင်းလည်းစိတ်ကြပါကျွန်တော်ဆင်ပြီးအောင်အကုန်လုံးလုပ်ပေးမယ်နော်ကိုမိုင်းအဲ့တော့အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ဒီ like လေးကောက်ရောက်နေပဲရက်တော့မယ်ကိုမိုင်းเนาะအဲ့တော့ကွာမှာခွေးလေးတန်းစီဗီဒီယိုချက်ဒီမှန်ခဲ့ like ကိုဆောင်းတကြလေးကြီးပါကျွန်တော်ဒါမှကိုမတော့နားလည်မှာပါsorry ကိုမကျွန်တော်မေ့နေကျွန်တော် U-Card မပြောရသေးဘူးเนาะတင်ခွက်ကလေးမပြောရသေးဘူးเนาะတင်ခွက်ကများသွားပြီ break နဲ့ထွက်တာများပါတယ်เนาะအဲ့တော့ break သမားကြီး break ကိုလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရွေးပြတာတင်ခွက်ကလေးကိုလိုက်လို့ရပါတယ်ကျွန်တော်ခုလာမဲ့ဘက်တော့ကိုမရဲ့အပူးမြင်နေเนาะအပူးမြင်နေเนาะအပူးလိုက်နေကိုမရှိလို့ရှိရင်ခုလာမဲ့ဘက်တော့ကျွန်တော်အပူးမြင်ပါတယ်တခြားလေးမှတ်သွားเนาะနောက်တစ်ခုကcomment လေးမှာရေးပေးထားခဲ့အောင်เนาะအဲ့ကျွန်တော်ထိတ်ကကိုထိတ်တိတ်ပါကျွန်တော်တို့ယူကထိတ်စီးတော့ယူကတူမဟုတ်ပါဘူးကျွန်တော်ထိတ်စီးပြီးခွပဲယူတာပြတဲ့အတွက်ကိုတုံညာရဲ့ကိုတစ်ကဲတစ်တုံညာရဲ့တစ်နေခဲ့ပါကိုတုံညာကိုတစ်ကျွန်တော်တစ်တုံညာတစ်နေပါเนาะကိုတုံညာကိုတစ်တုံညာတစ်နေပါအဲ့ရောကျွန်တော်ဒီမှာ break တော့ယူက break တော့ယူကကတော့ကိုမိုင်ခွန်3ကိုတစ်တုံညာ5 2 3เนาะခွန်3ကိုတစ်တုံညာ5 2 3နော်ခွန်3ကို1 3ညာ5 2 3အဲ့အားလုံးမနားလည်မလို့ထင်ပါတယ်ကျွန်တော်ကိုမှကျွန်တော်ခွန်3ကို1 3ညာ5 2 3ပါနော်အဲ့ဖုန်းတူးကြတာတို့ပတ်တီးလုံးနဲ့မရော3ခွက်အဖွဲ့ဝင်ရင်မှာဆိုရင်ကျွန်တော်လက်တွဲကျင်နေဆိုကိုမှကျွန်တော်ဖုန်းနံပါတ်3ညာ9 9ခွန်3ညာ9 2 9 5 2 9ဆက်ဖုန်းနံပါတ်တစ်လုံးပဲခိုင်းပါတယ်နောက်တစ်ခုကဖုန်းကလည်းကျွန်တော်တယောက်ပဲဖြည့်ပါတယ်နော်Viber ရှိပဲမှာလာပြီးပြည်သားလေးပို့ထားလိုက် Viber ဖြစ်ယူဖုန်းမစင်လာပြီးဖုန်းတိုက်ဆက်ပြီးတော့ဖွဲ့ဝင်လို့ရပါတယ်ကျွန်တော်ခဏကယူမစိတ်ကပို့ပြီးပါနော်အဲ့တော့အခုမှလည်းကျွန်တော်လက်ဆောင်ကနေထပ်ပြီးတော့ပေးပါမယ်ဗုဒ္ဓကျော်ခွေရဗုဒ္ဓကျော်ထိတ်စီနှလုံးဝင်နော်အဲ့အားလုံးပဲအဆင်ပြေကြမလို့ထင်ပါတယ်ဒါအဖွဲ့ဝင်တို့ကအထွေထူးပြောကြလိုမယ်လို့မထင်ပါဘူးနော်ဒါအမြဲတမ်းလေးပေါက်နေကြအမြဲတမ်းလေးရနေကြဆိုနော်ကွာအဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်ကိုမိုင်ကျော်အဲ့တော့ဒီ like လေးကရောက်နေပဲရက်တော့မယ်join like ကို share လို့ဆင်ပြေ share ပေးတာလေ share လို့ဆင်ပြေလက်မလေးချက်ချင်နေတာခဲ့ပါကျွန်တော်တို့တနင်္ဂနွေနေ့ည9:00နာရီလိုက်ကြမှာပြန်ပြီးတော့တွေ့ပါမယ်နော်ကိုမိုင်အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်လာပြီးကြည့်ပြကြရကိုမိုင်ကျော်ရှိနေကိုလက်မလေးမလားတင်လက်မလေးကြောက်စနေကပါကျွန်တော်အားပေးရဆိုရင်တော့အားလုံးကျေးဇူးများကြီးတင်ပါတယ်ကိုမိုင်ဖောက်ဝင်တဲ့ကိုမိုင်ကျွန်တော်စနေတင်တို့တွေဒီနေ့ရက်လက်ခံပေးထားတယ်နော်အားလုံးပဲလာပြီးတော့ဖောက်လို့ရပြီကျွန်တော် grand ကပို့နေပြီနော်ကိုမိုင်နေကင်းလာပြီးတော့တောက်ကြနေဒီနေ့နေကင်းလာပြီးတော့ဖောက်ဝင်ထားကိုမိုင်ကျွန်တော်အားလုံးခဏနေကပို့ဝင်နေပါပြီနော်အားလုံးကျေးဇူးများတင်ပါတယ်လာပြီးတော့ကြည့်ပေးကြရတဲ့အတွက်ကျွန်တော်ဒီ like ကကြောက်နေပဲနားပြီကျွန်တော်တို့တနေ့နေ့ည9:00နာရီမှပြန်ပြီးတော့တွေ့ပါမယ်နော်ကိုမိုင်ဖောက်ဝင်နေဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 9 9 3 9 9 2 9 5 2 9ဆက်ဖုန်းနံပါတ်လာပြီးဖုန်းတိုက်ဆက်ပြီးတော့ဖွဲ့ဝင်မှာ
နော်ဘိုင်ဘာရှိရဆိုရင်တော့ဆင်ပြေဘိုင်မှာလာပြီးပြီးသားလေးပို့ပေးထားတယ်အဲ့တော့အားလုံးကျေးဇူးများဒီမှာကိုမကျွန်တော်ဒီလိုက်ထဲမှာအကုန်လုံးကနန်းလေးထိတ်ဖိတ်ခွေလေးပြောပြသွားပြီနော်အဲ့အားလုံးကျေးဇူးများဒီမှာကောင်းပါဦးကလီတန်းစီပြီးမှန်ခဲ့ပါနော်